ချင်းနဲ့ဒီနေ့လေအမေတို့ဟဲ့တားဟင်းလေးတော့မချက်သေးဟာချင်းနေလေခါရွယ်ကြီးမှလည်းမသိဘူးဟဲ့ဒီနေ့တော့လေကစုံရောက်ကြောချင်းနေလေရှူတောက်တဲ့ထားရှူတောက်လောက်မှလည်းမသိဒီရွယ်ကြီးတော့ကြိုက်ပါဘူးတော့စိတ်ညစ်ဟုတ်ပါပြီဘာမှမလုပ်ဟုတ်ပါလေအော်အမေရဲ့ဘာလဲလို့ဘာလောက်ခိုင်းလို့တော့ကြော်မအရွက်လဲကုန်ထွေပွားဘာအရွက်ဒီမှန်းတယ်မောက်တော့မယ်အမေရလဲမောက်တော့မှာလဲမောက်ရင်နေငတ်မှာတော့နေငတ်မှာငါမငတ်ဘူးတိလားတော်နောက်ပြေးပါခေါ်ပြီးတွားလီလို့တွားလေနေရလဲခေါ်ပြီးပဲလီခိုင်းရင်စိတ်ညစ်အမေကဘာမှမလုပ်စားရလိုက်ပါတနေ့ချက်ကျွေးပါဦးနင်းပတ်စံပေးလေချက်ကျွေးပေးပါပေးဟုတ်တယ်တွားလီတွားအထွန်းတက်မနေတွားစမ်းဟုတ်တွားပြီးတော့ရစဒါပဲယူရမလားယူရမှာပေါ့ယူရချင်လို့တွားရမှာအားကြောင့်နောက်ဟုတ်ဒါမဲ့ခုမှသတိထားမယ်အမေစပင်းကသမင်းရဲ့ခလောက်ပဲလေအမေနဲ့ဆိုပြီးကပဲညှက်ထားတာလေဘလို့ဖြစ်ဖြစ်အမေစပင်းကပိုးရှိသွားတည်ရနော်မေနင်းပါရီပြီဒါပေမဲ့ရှိပါဦးအေးနင်းလည်းမလည်းကပလင်းလုပ်ပါဘူးအိမ်မထဲမှာနေမှာပါမေရဲ့မညာပါနဲ့ခါဖာကြည့်တော့ဒါမေးစပယ်တူရစပယ်တူရဘေဘီငါမဟဲ့ဒီကလေးလေးစိတ်နဲ့ပါအေးမေးတော့လေအေးစပယ်တူတက်ထားရင်ကလင်းဟာဖုန်းလာတော့အော်အေးကဲကြည့်ပြောလေဟဲ့ငါမအောင်ဟဲ့အိမ်မလေးမေးခဲလာတော့နေရ